မဆုံခဆောင်လာတော့ပါရှင်ဒီနေ့ကကြတော့ရှမ်းမြန်မာဝဟာရနောက်ထပ်စကလုံးတချို့ကိုဆက်လက်ပြီးမျှဝေပေးမှာဖြစ်ပါတယ်အရင်စာမျက်နှာ23တုံးကဆိုလို့ရှင်ပေါ့ဖိုင်အော့ပါနော်အရှိဖက်ချန်ကိုလေ့လာပေးပါပြီဒီနေ့ကကြတော့ဖိုင်တုတ်ကကြတော့နောက်ဖက်ပါနော်နောက်တစ်ခုကဖိုင်ဟွန်ကကြတော့မြောက်ဖက်ပါနော်ဖိုင်ကျန်းကကြတော့သူကတောင်ဖက်ဖြစ်ပါတယ်ရှေ့နောက်တောင်မြောက်ဖက်ချန်ကိုပြောတာပါနော်နောက်တစ်ခုကကြတော့ဖမ်တာဆိုတာမျက်လက်ပေါ့တကယ်မဟုတ်ဘူးပေါ့နော်မျက်လက်လောက်တာမျိုးပေါ့နော်နောက်တစ်ခုပက်လော့ပက်လိုက်ဆိုတာကကလေးကချေပေါ့ပလကားပေါ့နော်သုံးစားလို့မရတော့ပုံစံမျိုးဖြစ်သွားတာပေါ့နော်နောက်တစ်ခုကကြတော့ဖွမ်ဖိန်ကတော့ညီရွတ်တယ်ဖွမ်ဖိန်ညီရွတ်တယ်ဖန်ဂျာပေါ့နော်ဖန်ဂျာပဲပြောခံဂျာပဲပြောရတယ်စိတ်ဆင်းရဲတယ်ပေါ့နော်ဖိန်ကကြတော့ညီရွတ်ညီတူညီမြပြောလို့ရပါတယ်နော်ฝนลมကကြတော့မိုးလေဝသဖြစ်ပါတယ်ฝนကကြတော့မိုးလုံးကကြတော့လေပေါ့နော်ฝนลมဆိုရင်မိုးလေဝသဖွန်လီကကြတော့ကောင်းကျိုးဖွင့်ကကြတော့ပြန်လန်တာမျိုးပေါ့နော်ဆိုတော့ပြန်တိုက်ခါနာပြန်ခုခါနာမျိုးပြောတာပေါ့နော်ဖွင့်ဖဲဖွင့်မန်းမိတ်တူကိုဖွင့်ဖဲဖွင့်မန်းလို့ပြောပါမယ်ရှောက်လွာကြတော့ဖွင့်ต่างลาดအမှုတွဲကြတော့ဖွင့်การအယမှုကကြတော့ဖွင့်การติအခရှန်လို့အတန်ထက်ကိုနောက်ထပ်ဖတ်ပြပေးမှာပေါ့နော်ဖိုင်တုတ်ဖိုင်ဟွန်ဖိုင်ကျန်းဖမ်တာပက်လော့ပက်လိုက်ဖွမ်ဖိန်ဖန်ဂျာဖန်ဂျာဖိန်ฝนลมဖွန်လီพื้นแพพื้นเหมือนพื้นต่างลาดพื้นการติอะค่ะทีนี้มาจะรอตลอดไปเนาะนาติงหาสามาเปียส่งจะไปไหมเนาะมาส่งค่ะမဆုံခဆောင်းနာရွန်ပါရှင်ဒီနေ့မှာလဲဆောင်းနာရွန်ကရှမ်းမြန်မာဝဟာရစကလုံးတွေကိုဆက်လက်ပြီးမျှဝေပေးမှာဖြစ်ပါတယ်ရှင်ကလေးလာကြရအောင်နော်โอเคစပွဲကိုရှမ်းလိုကဖုန်လို့ပြောပါမယ်နော်ဖုန်တတိကိုကြတော့ဖန့် f အတန်နဲ့ဆိုရပါမယ်နော်ဖန့်ယဉ်ကျေးမှုကိုကြတော့ finger ယဉ်ကျေးမှု fingerတဘောတရားကကြတော့ fin တခိုးကကြတော့ဖုံဟင်းချုံမုံကြတော့ဖောင်ဝမ်းလွတ်တော်ကိုကြတော့ရှန်လို့ကဖောင်တမ်လို့လည်းခေါ်တယ်စဖာလို့လည်းခေါ်တယ်နော်ဖောင်တမ်စဖာအမတ်အချိန်အခါဖောင်ဆိုတာကကြတော့အချိန်အခါပေါ့နော်အတူအပဆိုလို့ရှိရင်ရှမ်းလို့ကဖျက်လို့လည်းသုံးလို့ရတယ်အန်ဂျာလို့လည်းပြောလို့ရတယ်အန်ပွမ်လို့လည်းပြောလို့ရတယ်နော်ဖျက်အန်ဂျာအန်ပွမ်ကျန်းကန်အကူအကားဆိုလို့ရှိရင်တော့ဖွန်အင်းစင်ရဲမွိုင်းတည်တယ်ဆိုလို့ရှိရင်ဖန်ယากတီတီကြကြ
ဖြန်ဖြန်လို့ပြောပါမယ်နော်ဖြန်ဖြန်တန်လိုက်ဆိုလို့ရှိရင်တော့မဲလက်တန်လိုက်မဲလက်စာမူဆိုလို့ရှိရင်မူလစ်လို့လည်းပြောလို့ရတယ်ကောက်လစ်လို့လည်းပြောလို့ရတယ်နော်မူလစ်ကောက်လစ်စီကန်ဆိုလို့ရှိရင်တော့မိုင်မီโอเคအတန်ထက်နောက်တစ်ခါပြန်ဖတ်ပြပေးပါမယ်နော်เพลินฟังฟิงแงฟิงแตกพุ่งพองหวานพองตำสภาพองแพทอันจ้าอันปอมพื้นอิงผ่านยักเพียนแม่เล็กหมูลิกเก้าลิกไม้มีอะค่ะဒီနေ့သင်ခန်းစာလဲတလောက်ပါပဲเนาะနောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်မဆုံးခမဆုံးခဆောင်လာနွန်ပါရှင်ဒီနေ့လဲဆောင်လာနွန်ကရှမ်းမြန်မာဝဟာရနောက်ထပ်တချို့ကိုဆက်လက်ပြီးမျှဝေပေးမှာဖြစ်ပါတယ်နော်တော့လေ့လာကြည့်ရအောင်အမတ်နံပါတ်ပေါ့နော်အမတ်တို့နံပါတ်တို့ပြောစင်တာဆိုလို့ရှင်မိုင်လို့လည်းပြောလို့ရတယ်နော်မိုင်နံပါတ်စင်ဆိုလို့ရှင်တော့မိုင်คัพတန်စာလောက်တာကကြတော့မိုင်ဆုံမပုံတင်ဆိုရင်မိုင်ဖန်းမချက်ကကြတော့မိုင်တောင်းပေါ့ဆရာကကြတော့မောင်မန်းမင်္ဂလာပါဆိုလို့ရှိရင်တော့မောင်ဆုံရင်ကျေးချင်တယ်ဆိုလို့ရှိရင်တော့နောက်ဆုံးမှာခထည့်ပေးပါနော်မောင်ဆုံခဆိုလို့ရှိရင်တော့မင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်လို့အသိပေးရတော့ပြီပေါ့နော်နောက်တစ်ခုကကြတော့မောင်ဆုံငွန်းငွေပို့လွာတင်ပုံးဖြတ်ဆိုလို့ရှင်တော့ mon to စတင်ပုံးမှာမြေဖြူနဲ့ရေးပြီးတော့တင်ပုံးဖြတ်နဲ့ဖြတ်တာမျိုးပေါ့နော် mon to ပုံးတစ်ခုကိုကြတော့ mun လို့လည်းခေါ်တယ် mun လို့လည်းခေါ်တယ်နော်ပုံးတစ်ခု mun ပြုတ်ပြင်တာကကြတော့ မွန်မဲပြုတ်ပြင်တာမွန်မဲပျော်မွေ့တယ်ဆိုလို့ရှင်တော့ မွန်ဆာအနုပညာဆိုရင်ရှမ်းလုံကပိုင်မွန်လို့ခေါ်ပါမယ်หมื่นตุ้ยဆိုတာကငေးကြည့်တယ်ပေါ့နော်ရှုကြည့်တယ်ကြည့်ရှုတယ်ပေါ့နော်ပြောလို့ရရနော်ရက်လို့လည်းသုံးလို့ရတယ်သွေးလို့လည်းသုံးလို့ရရနော်ရက်သွေးအခရှမ်းလုံးအတန်ထက်ကိုနောက်တစ်ခါပြန်ဖတ်ပြပေးပါမယ်နော် my cup မိုင်ဆုံမိုင်ဖန်းမိုင်တောင်းမောင်မန်းမောင်ဆုံခမောင်ဆုံငွန်းမွန်ထူမွန်မွန်မဲမွန်ဆာပိုင်မွန်หมื่นตุ้ยยักตุ้ยအခနေ့ကကြတော့သင်ခန်းစာတလောက်ပါပဲเนาะနောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်မဆုံခ
มาส่งค่ะสังลานนบาเช่นဒီနေ့လဲဆန်နာရွန်ကရှာစာပင်ချင်းမှုပင်လုံးမျိုးကထုတ်ဝေထားတဲ့ရှမ်းမြန်မာဝဟာရကိုနောက်သက်တချို့ဆက်လက်ပြီးမျှဝေပေးမှာဖြစ်ပါတယ်ရှင်။ Okay တော်ပြီလေ့လာကြည့်အောင်နော်။အမျှဝေတီဆိုလို့ရှိရင်တော့ရှမ်းလူကမြန်ကုဆိုမဟုတ်ရင်ဖဲကုဆိုလို့ပြောပါမယ်နော်။မြန်ကုဆိုလို့လည်းပြောလို့ရတယ်။ဖဲကုဆိုလို့လည်းပြောလို့ရတယ်နော်။ဆွဆွဲတီတရားဆွဲတီဆိုလို့ရှိရင်တော့မောဆိုတာကဥပမာတယောက်ယောက်ကကိုယ့်ရဲ့ပစ္စည်းကိုပြတ်အောင်လုပ်လိုက်တဲ့ကိုကသူ့ကိုပြန်ပြီးမှဆွဆွဲတဲ့တရားဆွဲတာမျိုးပေါ့နော်ပြန်ပြီးရော်ကြီးတောင်းတာမျိုးပေါ့နော်မောလို့ခေါ်ပါမယ်လေ့ကျင့်တီကကြတော့ဖឹกလို့လည်းပြောလို့ရတယ်ပឹกလို့လည်းပြောလို့ရတယ်ဖึกပึกမုံနာယီပေါ့နော်နာယီကိုရှမ်းလို့ကမုံလို့ပြောပါမယ်မုံလက်ပတ်နာယီကကြတော့မုံမူလို့ပြောမယ်မုံမူဆွေးတာကကြတော့မောင်တန်တရားရှိတာကကြတော့မึงเจอမပ်เทิมဆိုတာကတယောက်ယောက်ကိုဆွဆွဲပြောဆိုတာမျိုးပေါ့နော်မိနစ်ကိုကြတော့မစ်လို့လည်းပြောလို့ရတယ်နောက်တစ်ခုကကြတော့အစိအဆိုင်ပေါ့နော်ဥပမာဘဲပုတ်စေတို့ဘဲတီစေတို့အဲ့လိုမျိုးပေါ့နော်တမတ်တာကကြတော့မက်မိုင်းလို့ပြောပါမယ်မက်မိုင်းအတီးပြူတာကကြတော့မက်မန်စီးပွားဖြစ်တဲ့ကကြတော့မက်မီကိုချမ်းသာတယ်လို့လည်းပြောလို့ရတယ်နော်နောက်တစ်ခုတခြားတီးကိုမက်မดလို့လည်းပြောလို့ရတယ်မက်ကူဝမ်လို့လည်းပြောလို့ရတယ်မက်မดမက်ကူဝမ်နေကြစေကကြတော့မက်ဝိုင်ဝမ်မယန်တီကကြတော့မက်ဖန်းလို့လည်းပြောလို့ရတယ်မက်မုံဖန်းလို့လည်းပြောလို့ရတယ်နော်မက်ဖန်းမက်မုံဖန်းအခါရှင်းလို့အတန်ထုတ်ကိုနောက်တစ်ခါပြန်ပြောပြပေးပါမယ်မြန်ကုဆိုဖဲကုဆိုမြန်ကုဆိုဖဲကုဆိုမောဖึกปึกมองมือหมองมึงเจอหมับเถิมเม็ดมักไม้มักมันหมักมีหมักหมดหมักกือหวานหมักหมดหมักกือหวานหมักไหววันหมักพังหมักมงพังหมักมงพังค่ะนั่นถึงค่ะสามารถเปลี่ยนทรงชาบะไหมเนาะมาทรงค่ะมาส่งค่ะสารนันว่าเช่นဒီနေ့မှာလဲရှာစာပင်ချင်းမှုပင်လုံကထုတ်ဝေထားတဲ့ရှမ်းမြန်မာဝဟာရကိုနောက်ထပ်တချို့မျှဝေပေးမှာဖြစ်ပါတယ်။ Okay လေ့လာကြည့်အောင်နော်။အုံတီကိုရှမ်းလို့ကမက်အွန်းလို့လည်းပြောလို့ရတယ်။မက်ပေါလို့လည်းပြောလို့ရတယ်နော်။မက်အွန်းမက်ပေါစပီတီကိုကြတော့မက်ဟုလုံးတစိတ်အမတ်တစိတ်ပေါ့နော်။မိကလို့ပြောမယ်မိကပန်းကိုမော့လို့လည်းပြောလို့ရတယ်နော်နောက်တစ်ခုကကြတော့ဖိတ်ကြားသည်ဆိုလို့ရှိရင်လည်းမော့ပြောလို့ရပါတယ် net လည်းပြောလို့ရတယ် him net လည်းပြောလို့ရတယ်နော်အလင်းစလို့လောက်တာပါအချိန်ကကြတော့ yam ခွင့်ပြုချိန်ဆိုလို့ရှိရင်တော့ yam wang စာတင်ချိန်ကကြတော့
yam hen အားလာချိန်ကကြတော့ yam lu ယုံကြည်တီဆိုလို့ရှိရင်တော့ yum yam ကြားတာကကြတော့ ngin တယောက်ယောက်ကပြောတာကိုကိုကကြားရတာလို့ပြောတာပေါ့နော် ngin ဆွဲသည် yin ဆိုတာကအကျင့်ပါနေတာအကျင့်ဆွဲနေတာမျိုးပေါ့နော်ထုံတန်းတလေးကကြတော့ yin ငဲကိုယဉ်ကျေးတယ်လို့လည်းဘာသာပြန်လို့ရပါတယ်စိတ်တက်ကြတာကကြတော့ yuan zhe ဝန်ခံတယ်ဆိုလို့ရှိရင်တော့ yun o ao ဒီခန္ဓာကကြတော့ yun kan โอเคအတန်ချက်ကိုနောက်တစ်ခေါက်ဖတ်ပြပေးပါမယ်หมักอุ่นหมักเป้าหมักอุ่นหมักเป้าหมักคู่หลงมีหมอกแนดหิบแนดหิบแนดยามวังยามเฮนยามลือยุ่มย้ำงินยินแงหย่อนเจอยืนอ้อเอาเยื่นกันโอเคนาติงาสามารถเมสงจับมาไหมเนาะมาส่งค่ะมาส่งค่ะสำหรับน้องปาเช่นဒီနေ့ကကြတော့ရှမ်းမြန်မာဝဟာရရဲ့နောက်ထပ်စကလုံးတချို့ကိုဆက်လက်ပြီးမျှဝေပေးမှာဖြစ်ပါတယ်ရှင်အခစပီးလေ့လာကြအောင်နော်ရှုပ်ထွေးတယ်ဆိုလို့ရှိရင်တော့ရှမ်းလိုကယုံယံလို့ခေါ်ပါမယ်ယုံယံရှုပ်ထွေးတယ်ပန်းတိုင်ဆိုလို့ရှိရင်တော့ယឹံမိုင်လို့ပြောပါမယ်ယឹံမိုင်ရွယ်ချက်ကကြတော့ယឹံအန်ခက်ခဲတယ်ဆိုလို့ရှိရင်တော့หยับผึดหยับกะนะคะเป็กส่งပါမယ်နော်หยับผึดအသုံးပြုတယ်ဆိုလို့ရှိရင်ยิบตือရေဆက်ချတယ်ဆိုလို့ရှိရင်တော့หยัดနမ်အလူတွေပါတယ်လောက်တဲ့ခါအမြတွေဝေပေးတဲ့ခါကျလို့ရှိရင်တော့ရေဆက်ချတာမျိုးပေါ့နော်หยัดနမ်တငါဆိုလို့ရှိရင်တော့လာနမ်တငါတဲ့ပေါ့နော်လာနမ်မုတ်ဆိုးဆိုလို့ရှိရင်တော့လာထန်လိလူရှုတယ်ဆိုလို့ရှိရင်တော့ကွိုင်ယာဖတ်ကြည့်သည်လူတွိုးစော်ကားတယ်ဆိုလို့ရှိရင်တော့လူလိုက်တတဆင်ပစ္စည်းတွေ12ခုတတဆင်ဆိုလို့ရှိရင်တော့1လိုပေါ့နော်ရှေ့မှာ1တို2တိုထည့်ပေးပါနော်1လိုဆိုလို့ရှိရင်တော့တတဆင်ဆွမ်လိုဆိုလို့ရှိရင်တော့နှစ်တာစင်အဲ့လိုမျိုးဖြစ်တော့ပါမယ်ပေါ့နော်တရားလွန်ဆိုလို့ရှိရင်တော့လေပឹงတရားလွန်လေပឹงလက်မှတ်ရေးထိုးတာပေါ့နော်လိုင်မူနောက်တစ်ခုပြောင်းလဲသည်ဆိုလို့ရှိရင်တော့ရင်နောက်တစ်ခုကကြတော့ပြောင်းလဲတာပေါ့နော်ပြောင်းလဲတယ်ပြောင်းလဲသွားတယ်တခြားတစ်ခုတော့ပြောင်းလဲသွားတာမျိုးပေါ့နော်ရင်လို့ပြောပါမယ်ရင်အခရှမ်းလုံးအတန်ထုတ်ကိုနောက်တစ်ခေါက်ထပ်ဖြတ်ပေးပါမယ်နော်ယုံယံယឹံမိုင်ယឹံအန်หยับผึดยิบตือหยัดนำลานํ
拉腾拉腾乖呀乖呀路堆路堆路来路来罗罗เลอเปิงเลอเปิงลายมือลายมือเย็นเย็นအခနောက်တဲ့ဗီဒီယိုမှာပြန်ဆောင်ချက်ပါမယ်နော်မဆုံခါဆုံခဆောင်းလောင်းပါရှင်ဒီနေ့မှာလည်းရှမ်းမြန်မာဝဟာရရဲ့စကလုံးတချို့ကိုဆက်လက်ပြီးမျှဝေပေးမှာဖြစ်ပါတယ်ရှင်လေ့လာကြအောင်နော်ဒီနေ့ကကျတော့ယော့ကြတယ်နှိမ်ကြတယ်ဆိုလို့ရှိရင်တော့ယုတ်ယွမ်လို့ပြောပါမယ်ယုတ်ယွမ်အရေးကြီးတယ်ဆိုလို့ရှိရင်တော့လမ်လောင်းလမ်လောင်းနောင်တရတယ်ဆိုလို့ရှိရင်တော့လမ်ကျဲပဲပြောပြောနန်ကျဲပဲပြောပြောရတယ်နော်လမ်ကျဲလန်ကျဲမာတိကာဆိုလို့ရှင်တော့လမ်နောလမ်နောပြုစုတယ်လုံလာလုံလာလူတယောက်ယောက်ကိုပြုစုတယ်ပန်းပင်လေးတွေကိုပြုစုတာမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်တက်တောင့်တက်တာရှိတယ်ဆိုလို့ရှင်တော့လုံကျဲလုံခေါ်တက်တောင့်တက်တာရှိတယ်လုံကျဲလုံခေါ်ကပါဆိုလို့ရှင်လုံဖလည်းပြောလို့ရတယ်လို့လုတ်လည်းပြောလို့ရတယ်နော်လုံဖလုတ်ကရုတ်ဆိုင်တယ်ဆိုလို့ရှိရင်တော့လူလွမ်ဆေးလိတ်ဆိုလို့ရှိရင်လျန်ယာစပိန်ကကြတော့လျန်တင်မဟုတ်လို့ရှိရင် road trip လျန်တင်ပဲပြော road trip ပဲပြောရတယ်ပေါ့နော်အစိုးရကကြတော့လုံပေါင်ကျင်းကြေလဲဆိုလို့ရှိရင်တော့လုံလန်းအကြောင်းအရာကိစ္စတစ်ခုခုဆိုလို့ရှိရင်တော့လွန်လုံချုံရေးဆိုလို့ရှိရင်လောင်ဟုံလုံးငင်းချမ်းရေးကကြတော့လောင်ငမ်ရှင်လို့ပြောပါမယ်ဖြစ်ပါတယ်ရှင်အခရှင်းလို့အတတ်ကိုနောက်ထပ်ပြောပြပေးမှာဖြစ်ပါတယ်ယုတ်ယွမ်လမ်လောင်လမ်ကျဲနန်ကျဲလမ်နောလုံလာลมเจอลมคอလုံฟ้าโลกลูล้อมเลียนยาเลียงติ้นรถทิพลงปองจึงลงแรงลองห่มลมลองงำเย็นอะค่ะนับสิมาเดี๋ยวส่งจับมาไหมนะมาส่งค่ะဆုံခဆောင်းလောင်းလုံးပါရှင်ဒီနေ့မှာလည်းရှမ်းမြန်မာဝဟာရရဲ့စကလုံးတချို့ကိုဆက်လက်ပြီးမျှဝေပေးမှာဖြစ်ပါတယ်ရှင်ဆက်လက်ပြီးလေ့လာကြအောင်နော်အကြောင်းအရာဆိုလို့ရှိရင်လည်းလွန်တန်းနဲ့ပြောလို့ရနော်
ဥပမာကိုကတယောက်ယောက်ကိုစာပို့တယ်ကိုပို့ချင်တဲ့အကြောင်းအရာလေးတွေပေါ့ long tang လို့ပြောပါမယ်နော်အပင်အကြောင်းဆိုလို့ရှိရင်တော့ long ton long ဆိုတာကအကြောင်း ton ဆိုတာကအပင်ပင်အကြောင်းဆိုလို့ရှိရင်တော့ long ton ရိုင်းဆိုင်တယ်ဆိုလို့ရှိရင် လုံးလို့လည်းပြောလို့ရတယ်လုံးကျင်းလို့လည်းပြောလို့ရပါတယ်လုံးကျင်းတေချာတယ်ဆိုလို့ရှိရင်တော့ lap long นี่ကုန်းချုပ်တယ်ဆိုလို့ရှိရင်တော့ lop ဝမ်လုံးဆိုတာကကြတော့ရွာကြီးပေါ့နော်နင်ထုတ်တယ်ဆိုလို့ရှိရင်တော့ lup pet တန်းကြီးတယ်ဆိုလို့ရှိရင် lat tail ဥပမာတန်းစီထားတာမျိုးကိုညီညာလေးဖြစ်အောင်ညှိလိုက်တာမျိုးပြောတာပေါ့နော်တင်းလော်ရယ်မဟုတ်လို့ရှိရင်လိုက်ဖြတ်တယ်ဆိုလို့ရှိရင်တော့ lap တက်လက်တာကကြတော့ let sail မိရထားဆိုလို့ရှိရင် lot fine လို့ပြောပါမယ် lot fine အခုခေတ်သုံးတဲ့ရထားဆိုလို့ရှိရင်တော့ lot lane လို့ပြောပါမယ်နော် lot lane ဆိုင်ကယ်ဆိုလို့ရှိရင်တော့ lot ခုံလို့ပြောပါမယ် lot ခုံ lot လက်တယ်ဆိုလို့ရှိရင် lot แล้วတကရစ်ကကြတော့ ลักนีရာစုဆိုလို့ရှိရင် ลักปักရာစုနစ်ကိုပြောချင်တာပေါ့နော် ลักปักထူးခြားတယ်ဆိုလို့ရှိရင်တော့ หลากหลายလို့ပြောပါမယ်အခါရှင်းလို့တန်ထုတ်ကိုနောက်ထပ်ဖတ်ပြပေးပါမယ်ลวงตังลวงตุนเลิงเจิงหลับลองลบวันหลงลึบแปดลัดแถวแหลบเลียดเช้าลดไฟลดเลนลดเคิงลดแล้วลักนีลักปากหลากลายอะค่ะเนาะสิมาเปลี่ยนส่งฉบับไหมเนาะมาส่งค่ะมาส่งค่ะสั่งเรานนบาเช่นที่นี่มาแล้วสั่งเรานนกะเช่นเมมาวะฮาระจะช่วยด้วยก็สลับปีเมียไว้เป็นมาพิบาลเช่นได้ละจีเอาเนาะแต่ตินซาโซลูชันเนาะฉันเรากะลิกปืนเข่าเราเข้าป่าไหมแต่ตินซาก็ลิกปืนเข่าเปียวเล่เลยโซลูชันเล็กลายเราเปียวป่าไหมเนาะเล็กลายตัวลานได้โซลูชันเนาะลุกพื้นถ้าจ่อได้โซลูชันลุกตื่นอาคารโซลูชันลุกโลตรงนู้นใหญ่เนาะอาคารลุกเอกคันโซลูชันเนาะอ่องนอนเปลี่ยนอย่างเด้อ่องนอนท่าได้โซลูชันลุกเอียท่ารามิโอทางยาในท่ารามิโอวะเนาะลุกโลเปลี่ยนป่ะไหมสยามกดกระจาระล็อกไม้ลีนัดแต่โซลูชันเนาะลึกลำเซนซาเดวนตรงตัดเดวนขอบช่อหม้อได้โซลูชันวันพงที่จ้องโซลูชันเนาะวัดเลยเปลุยาเดวิหารเลยเปลุยาปะเดเนาะวัดวิหารซองตันกาจาระเตียนมุงจ้องตาโซลูชันลุกเฮนเราเปียบามั้ยเนาะลุกเฮนย้วยแชติเมียวแต่โซลูชันเนาะเลิก
ต่างလို့ပြောပါမယ်เลิกต่างအခရှမ်းတန်ထက်နောက်တစ်ခါပြန်ဖတ်ပြပေးပါမယ်ลิกปืนข่าวลิกปืนข่าวเรียกไล่เรียกไล่ลุกพื้นลุกพื้นลุกตื่นลุกตื่นลุกลุกอ่องนอนอ่องนอนลุกลุกล็อกไม้ล็อกไม้ลึกลำลึกลำวนวนวนขอบวนขอบวอนวอนวัดวิหารวัดวิหารเตียนมุงเตียนมุงลูกเฮนลูกเฮนเลิกต่างเลิกต่างอะค่ะทีนี้มาก็จะแล้วตลอดไปเนาะเนาะติดข้างสมาเปลี่ยนส่งจาบไหมมาส่งค่ะมาส่งค่ะเสียงลานนบาเชนที่นี่มาแล้วရှမ်းမြန်မာဝဟာရရဲ့စကလုံးတချို့ကိုဆက်လက်ပြီးမျှဝေပေးမှာဖြစ်ပါတယ်ရှင်ဖိတ်စင်နေပေါ့နော်ပကံတွေခွက်တွေထားတာကိုတည်တည်ချာချာမထားဘဲနဲ့စောင်းနေတာမျိုးဖိတ်သွားတာမျိုးဆိုလို့ရှင်တော့ဟေးလို့ပြောပါမယ်နော်ကာစီးတယ်တာစီးတဲ့ပုံစံမျိုးဆိုလို့ရှင်တော့ဟေးလို့ပြောပါမယ်နော်ပတင်းပေါက်ကိုကြတော့ဟူလန်းဟူလန်းကောင်းစင်ဆိုလို့ရှင်တော့ဟိုခေါ်ဟိုခေါ်အသေးစိတ်ကကြတော့ဟိုရွိုက်ဟိုရွိုက်ပါဆယ်ထုတ်တယ်ဆိုလို့ရှင်တော့ဟော်ဆုံဟော်ဆုံငဲ့တာကကြတော့ဟူဟူစစ်တင်ပေါ်ဆိုလို့ရှင်တော့ဟဲsứcဟဲsứcတိုက်တင်ပေါ်ဆိုလို့ရှင်ဟဲtứcဟဲtứcစီယုံနာကကြတော့ဟွေးလည်းပြောလို့ရတယ်စွန်းတုံလို့လည်းပြောလို့ရတယ်နော်ဟွေးစွန်းတုံရဲရင်နဲ့ဆိုလို့ရှိရင်ဟန်လို့ပြောပါမယ်ဟန်ကျင်းတာကကြတော့ဟန်ကျဲဟန်ကျဲစာပေစီးပူးတယ်ဆိုလို့ရှိရင်စာလိလာတာလည်းပြောလို့ရတယ်ပေါ့နော်ဟင်လစ်ဟင်လစ်ရုပ်ပွားတော်ဆိုလို့ရှိရင်တော့หุ่นหางเจ้าหุ่นหางเจ้าแต่ปุ่งจาระหางถอดหางถอดอะค่ะฉันรู้แต่ทก็นอดเขาพับยาไปป่ะแม่เฮ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 ฮูแรงฮูแรงโหคอโหคอโหย่อยโหย่อยหอส่งหอส่งฮือฮือเฮซึกเฮซึกเฮตึกเฮตึกโฮยโฮยส้นตุ๋มส้นตุ๋มหานหานหั่นเจอหั่นเจอเฮนลิกเฮนลิกหุ่นหางเจ้าหุ่นหางเจ้าหางถอดหางถอดอะค่ะติเลกาจาระแล้วแต่เราไปนาบาไหมเนาะ